ရထောင်ပုံကကားလေးရပါတယ်ရထောင်ပုံကကားလေးပြီးသွားလို့ရှိရင်ဒီဘန်းနှစ်ပွင့်ရဲ့ဂျာအရှိဖက်မျက်နှာအလဲနှစ်ပွင့်ရဲ့ဂျာအရှိဖက်မျက်နှာအလဲပေါ့နော်ဒီဂျာလေးမှာအပွင့်ထူပါတယ်လည်းဂျာထိုင်ပါတယ်ပြီးတော့ဒီကြားထဲမှာတစ်ခုဒီနှစ်ပွင့်ရဲ့ကြားထဲမှာတစ်ခုပန်းလေးတွေကိုအကွာအဝေးနည်းနည်းအကွာအဝေးနည်းနည်းတူတူလေးနဲ့ခြားပြီးတော့ထူတာပေါ့နော်အကယ်၍ပို့ပြီးတော့ပြည့်တိတ်ချင်တယ်ဆိုရင်တော့ဒီဂျာလေးတွေထဲမှာ light band လေးတွေထပ်ထူလို့ရပါတယ်နော်